လေလံပွဲမှာပြသထားတဲ့တရပူဟာအမဲရောင်ရှိန်ဝါတွေအဆက်မပြတ်ထွက်နေတာကြောင့်ဒါဟာအတူကြီးမှန်ကျမချက်ချင်းသိလိုက်ရတယ်။ဒါပေမဲ့ကျမအဖေကတော့အဲ့ဒါကိုကျမအတွက်လက်ဆောင်အဖြစ်ဝယ်ပေးချင်နေတော့မို့ကျမအဖေကိုချက်ချင်းပဲလှမ်းထားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကျမရဲ့ဦးလေးကလေလံဈေးနှုန်းကိုရုတ်တရက်မြင့်တင်လိုက်ပြီးအလုံးမြင့်မားတဲ့ဈေးနှုန်းနဲ့အဲ့ဒီတရပူကိုတန်းပြီးအပိုင်ဝယ်လိုက်တော့တယ်။ပြီးတော့သူကအဲ့ဒီတရပူကိုကျမရဲ့မွေးစားညီမလေးရဲ့ခေါင်းပေါ်ကိုတင်ပေးလိုက်တဲ့အခါသူမကကျမရှေ့မှာလာပြီးမောက်မာကြွားဝါတဲ့ပုံစံနဲ့လာပြနေခဲ့တာပါ။မကြခင်မှာပဲဒုတိယမြောက်လေလံပစ္စည်းအဖြစ်ရင်ထိုးတစ်စိတ်တစ်ခုတက်လာပြန်တယ်။ကျမဖေလေလံဈေးခေါ်လိုက်တာနဲ့ဦးလေးကချက်ချင်းဈေးထပ်ပေးပြီးအပိုင်လို့ဝယ်သွားပြန်တယ်။သူကလူများရှိမှကျမဖေကိုပတ်စံမတက်နိုင်ရင်အဆက်ကွဲမခံပါနဲ့ဆိုပြီးတော့တောင်းပန်ပြန်ခဲ့တာပါ။ဘာလို့လဲဆိုတော့မနေ့တုန်းကသူကကျမဖေနဲ့အလောင်းစားတစ်ခုလှုပ်ထားလို့ပါပဲ။ဒီနေ့လေလံပွဲမှာဘသူကတန်ဖိုးအရှိဆုံးရတနာကိုဝယ်ယူနိုင်မလဲဆိုတာပြိုင်ပြီးနိုင်တဲ့သူကမိသားစုရဲ့အမွေနှစ်အားလုံးကိုတိမ့်ပိုက်ကြီးဖြစ်ပါတယ်။ဒါကြောင့်အဖေစိတ်ဝင်စားသမျှပစ္စည်းတိုင်းကိုသူကပုံများတဲ့ဈေးနဲ့လိုက်လူနေတာပါ။ဒါပေမဲ့ပစ္စည်းတိုင်းရဲ့အစစ်အမှန်ကိုကျမခွဲခြားနိုင်မှန်းသူလုံးဝမသိခဲ့ပါဘူး။သူဝယ်သမျှအရာအလုံးကအမိုက်တွေကြီးပဲဖြစ်နေလို့ပါပဲ။ဒါကြောင့်ကျမကအဖေကိုလေလံမပြိုင်ဖို့တားဆီးနေခဲ့တာဖြစ်ပြီးဦးလေးကတော့ကျမတို့မှာပတ်စံမရှိလို့နောက်ဆုတ်တယ်လို့ပဲထင်နေခဲ့တာပါ။သူ့ရဲ့မိုင်မဲမှုအတွက်မကြခင်မှာနာကျင်စရာကောင်းတဲ့ပေးဆက်မှုကြုံရတော့မှန်းသူမသိသေးပါဘူး။နောက်ထပ်လေလံပစ္စည်းအဖြစ်ညစ်ပတ်ပေးနေတဲ့ကြောက်စစ်ကြောင်ရုပ်လေးတစ်ခုစင်ပေါ်တက်လာတယ်။လူတိုင်းကဒါကိုတန်ဖိုးမရှိဘူးလို့ထင်ပေမဲ့ကျမကအဖေကိုအញ្ញံဝယ်ဖို့တိုက်တွန်းလိုက်တယ်။အဖေလေလံဈေးခေါ်ဖို့ပြင်လိုက်တာနဲ့မွေးစားညီမကဦးလေးကိုကျမတို့နဲ့ကြိုင်ဝယ်ဖို့ထပ်မြောက်ပေးပြန်တယ်။နောက်ဆုံးမှာတော့အဖေကဦးလေးရဲ့ကျွဲဝချမ်းသာမှုကိုမရှင်နိုင်ပဲလက်လွတ်လိုက်ရပါတယ်။သူတို့ကအဲ့ဒီကြောက်စစ်ကြောင်ရုပ်ကိုရပြီးတဲ့နောက်မျက်လုံးတွေကကြောက်စိမ့်နဲ့လှုပ်ထားမှန်းသိသွားကြတယ်။ဒါကြောင့်ကြောက်စိမ့်မျက်လုံးတွေကိုဖြုတ်ယူပြီးကြောက်စစ်ကြောင်ရုပ်ကိုအမိုက်လိုမျိုးလွှင့်ပစ်လိုက်ကြတယ်။ဒါကိုမြင်တာနဲ့ကျမချက်ချင်းပြေးသွားပြီးအဲ့ဒီကြောင်ရုပ်ကိုကောက်ယူလိုက်တယ်။ပြီးတော့ဦးလေးစီကနေပြန်ဝယ်ဖို့ခွင့်တောင်းတဲ့အခါသူကကျမကိုသူတောင်းစားလို့နှိမ်ချပြီးသူ့စိတ်မပြောင်းခင်အလကားပဲပေးလိုက်မယ်ဆိုပြီးကျမစီလွှင့်ပစ်လိုက်ပါတယ်။ကျမကလူအများရှိမှအဲ့ဒီကြောက်စစ်ကြောင်ရုပ်ကိုဒေါ်လာ$1နဲ့ဝယ်ယူခဲ့တာပါ။ပစ္စည်းတွေကိုတန်ဖိုးဖြတ်စစ်ဆေးတဲ့အခါကျွမ်းကျင်ပညာရှင်တွေရဲ့မျက်နှာမူအရာချက်ချင်းပြောင်းသွားခဲ့တယ်။သူကဦးလေးဝယ်ထားတဲ့ပစ္စည်းအလုံးဟာအတူပတွေဖြစ်ပြီးတန်ဖိုးလွန်ကဲစွာအလိန်ခံထားရတာလို့ဆိုတယ်။ပြီးတော့သူ့ရဲ့အကြီးကဖြုတ်ယူထားတဲ့ကြောက်စိမ့်မျက်လုံးတစ်စုံပေါ်ကြားရောက်သွားပြီးဒါကတကယ်ကိုတန်ဖိုးရှိပြီးအနည်းဆုံး$5သိန်းခန့်တန်ကြီးရှိတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဦးလေးရဲ့ရင်ဘတ်တစ်ခုလုံးနှိမ့်ခနဲဖြစ်သွားတယ်။ဘာလို့လဲဆိုတော့သူကဒါကို$30ပေးဝယ်ထားလို့ပါ။အဲ့ဒီနောက်ကျမကပညာရှင်ကိုကျမရဲ့ကြောက်စစ်ကြောင်ရုပ်ကိုကြည့်ပေးဖို့တောင်းဆိုလိုက်တယ်။တေချာစစ်ဆေးပြီးတဲ့နောက်ပညာရှင်ကဒါဟာတာမန်ကြောက်ခဲတစ်လုံးပဲလို့ပြောပေမဲ့ကျမကတော့ဒါဟာ$1 ဘီလီယံလောက်တန်ဖိုးရှိတယ်လို့အဖေကိုပြောလိုက်တယ်။ဒါကိုမြင်တော့ဦးလေးကဒါဟာတာမန်ကြောက်ခဲတာဖြစ်ခဲ့ရင်ဒီနေ့နိုင်ရသူကသူပဲဖြစ်ရမယ်လို့အဖေကိုသတိပေးလိုက်တယ်။ဒါပေမဲ့ကျမဖေကကျမကိုယုံကြည်ဖို့ရွေးချယ်ခဲ့တာကြောင့်ကျမကပညာရှင်ကိုအပြင်ဘက်အလွှာတွေကိုလှိဖြတ်ခိုင်းလိုက်တယ်။အပြင်ဘက်ကြောက်လွှာတွေတဖြည်းဖြည်းကွာကျသွားတဲ့အခါမှာတော့လူတိုင်းလုံးဝအံ့ဩမြင်တက်သွားကြရတယ်။အထဲမှာတော့စစ်မှန်တဲ့ကြောက်စိမ့်စင်စစ်နဲ့ထုစစ်ထားတဲ့ကြောင်ရုပ်တစ်ရုပ်လုံးပေါ်ထွက်လာခဲ့ပြီးဒါကအနည်းဆုံး$1.5ဘီလီယံလောက်တန်ဖိုးရှိနေခဲ့တာပါ။ကျမရဲ့ဦးလေးကအဲ့ဒီတန်ဖိုးကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာပဲနေရာတင်တင်ဝန်းကနေသတိလေးလဲကျသွားပါတော့တယ်။ဒီလိုနဲ့ပဲစောင့်ဆိုင်နေခဲ့တဲ့မိသားစုရဲ့အမွေနှစ်အားလုံးဟာကျမတို့လက်ထဲကိုတရားဝင်ရောက်ရှိလာခဲ့ပါပြီ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုစက်ကြည့်ချင်ရင်တော့ကျမတို့ channel လေးကို like နဲ့ follow လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်။